6ကန်းပါတဲ့ပြုတ်ကြရာကနေရှေးဟောင်းတဲ့ဖျားချမ်းစာတွေကျွန်တော်ရလိုက်ပါတယ်ဒါပေမဲ့ဒဏ်ရာတွေနဲ့ငှက်ပေးကြောင့်တေလူနီးပါးဖြစ်နေတော့မှာပဲဆေးဥယျာဉ်တွေကပန်းပင်တပင်ကစကားပြောလာပါတယ်ဟေးအဝါရောင်ပလင်းတွေကဆေးကိုစားလိုက်တယ်ရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ကြောင့်ကျွန်တော်တကိုယ်လုံးကြက်တီးဖြန်းဖြန်းထွက်သွားပါတယ်ဒါပေမဲ့စားစရာရှိတယ်ဆိုတဲ့အတန်ကြားတော့ကြောက်စိတ်တွေပျောက်သွားပြီးချက်ချင်းပဲအဲ့ဒီအဝါရောင်ပလင်းလေးကိုရှာလိုက်ပါတယ်ပလင်းကိုဖွင့်လိုက်တာနဲ့ဆေးရနံ့တွေကနှာခေါင်းထဲကိုဝစ်ပြန်လာပြီးဗိုက်စာတာတောင်ပျောက်သွားတယ်လို့ခံစားရပါတယ်ကျွန်တော်လည်းဆေးတစ်လုံးကိုယူပြီးချက်ချင်းမျိုးချလိုက်ပါတယ်ရုတ်တရက်နှွေးထွေးတဲ့အချိန်ဝါတစ်ခုကကိုရင်းအင်္ဂါတွေစီးဆင်းသွားပြီးဗိုက်စာတာတင်မကဘူးစိတ်သက်တွေပါပြန်လဲလန်းဆန်းလာတယ်လို့ပဲဒါဘလို့ဆေးမျိုးလဲတကယ်စွန့်ထက်တာပဲပြီးတော့မင်းကရောဒဏ္ဍာရီတွေကပန်းနဲ့သမီးလားလို့ကျွန်တော်မေးလိုက်မိတယ်အဲ့ဒီလိုပဲပြောပါတော့မင်းဗိုက်စာလို့တေတော့မဲ့ပုံပေါက်နေလို့ပါအခုမင်းစားလိုက်တာကဘီကူဆေးလုံးပဲတစ်လုံးစားလိုက်ရင်10ရက်လောက်ဗိုက်မစာပဲနေနိုင်တယ်လို့သူမကပြန်ဖြေပါတယ်ကျွန်တော်ဝမ်းသာအားရဖြစ်သွားပြီးဟန်မပြတ်ပဲအဲ့ဒီဆေးပလင်းကိုရင်ခွင်ထဲထည့်လိုက်ပါတယ်ပြီးတော့ကျန်တဲ့ပလင်းသုံးလုံးကိုလက်ညှိုးထိုးပြီးဒါတွေကကောပါတွေလဲလို့ထပ်မေးလိုက်ပါတယ်ဒါတွေကတော့ခန္ဓာကိုယ်ခြေခံကောင်းမွန်အောင်လုပ်ပေးရဲ့ဆေးနဲ့အတွင်းကြီးအပြင်တန်ရာတွေကိုကုသပေးတဲ့ဆေးတွေပါဒါပေမဲ့တိတ်တော့မကြံတော့ဘူးတဲ့ဒဏ်ရာကုဆေးဆိုတာကြားလိုက်ရတော့ကျွန်တော်မျက်လုံးတွေအယောင်တောက်သွားပါတယ်ဘဟာကဒဏ်ရာကုဆေးလဲသူမညွန်ပြတဲ့ဆေးရောင်ပလင်းကိုယူပြီးဆေးလုံးကိုချက်ချင်းတောက်လိုက်ပါတယ်ခဏနေတော့ခါတဝိုက်မှာနှွေးထွေးမှုကိုခံစားရပြီးဒဏ်ရာတွေလဲတိတိတာတာတက်တာသွားပါတယ်တကယ်ကိုအံ့ရဖို့ကောင်းတာပဲကျွန်တော်စိတ်လှုပ်ရှားစွာနဲ့ကြောက်စင်ပေါ်ကပစ္စည်းတွေကိုကြည့်ရင်မျက်တောင်မခတ်နိုင်အောင်ဖြစ်နေပါတယ်မင်းကဒီကူတဲကိုရောက်လာနိုင်တယ်ဆိုတော့ကံပါလာတာပဲဒီပစ္စည်းတွေအားလုံးကနောက်ဆိုရင်မင်းပိုင်တွေဖြစ်လာမှာပါဟိုကြောက်စင်ပေါ်ကစာအုပ်သုံးအုပ်ထဲကနှစ်အုပ်ကကျင့်ကြံခြင်းကျန်းစာတွေဟိုအမေရောင်လိပ်စာမှုကတော့ရတနာတိုက်မြေပုံပဲလို့ပန်းနဲ့သမီးကရှင်းပြပါတယ်တကယ်လို့မင်းစိတ်ဝင်စားရင်စီယွမ်ကျင့်စဉ်ကိုလေ့ကျင့်ကြည့်နိုင်တဲ့ကျင့်စဉ်စာအုပ်ဆိုတော့ကျွန်တော်နင်းနေတော့ကြောင်သွားပေမဲ့ဖိုးဖိုးပြောပြဘူးတဲ့မိုးပြန်မြေလွှားနိုင်တဲ့နတ်ဖျားတွေအကြောင်းတတိယသွားပါတယ်ကျွန်တော်ကစာမတက်ပေမဲ့ညံတော့မြန့်ပါဘူးကူတဲကအယိုးစုကိုညွန့်ပြပြီးဒါကတန်ခိုးရှင်နတ်ဖျားလားလို့မေးလိုက်ပါတယ်သူကတော့ကျင့်ကြံသူတယောက်ပါပဲဒါပေမဲ့မင်းသာကျင့်ကြံသူဖြစ်လာရင်သူ့လိုမျိုးဆေးလုံးတွေကိုဖော်ဆက်နိုင်မှာပါမင်းကျင့်ကြံသူဖြစ်ချင်လားလို့သူမကဆွဲဆောင်တယ်လို့မေးလာပါတယ်အဲ့ဒီစကားကြားလိုက်ရတော့ကျွန်တော်နှလုံးခုန်တန်တွေမြင်လာပါတယ်တကယ်လို့ကျင့်ကြံသူဖြစ်လာရင်ဖိုးဖိုးအတွက်ကရင်စားချေနိုင်ပြီးဘသူ့နိုင်ကျင့်တာမှလည်းခံရတော့မှာမဟုတ်ဘူးလေဒါဆိုကျွန်တော်ဘာလုပ်ရမလဲလို့ကျွန်တော်ချက်ချင်းမေးလိုက်ပါတယ်ငါတင်ပေးမယ်ငါပြောသလိုသာလုပ်တဲ့သူမရဲ့အတန်မှာလည်းစိတ်လှုပ်ရှားမှုတွေပါဝင်နေရတယ်အရင်ဆုံးစီယွမ်ကျင့်စဉ်စာအုပ်ကိုယူလိုက်ငါမင်းကိုဘယ်လိုကျင့်ရမလဲဆိုတာတင်ပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့ပြဿနာကကျွန်တော်စာမတက်ဘူးပြဆိုတာပါပဲစာမတက်ဘူးလားနည်းနည်းတော့အခက်တွေ့တာပေါ့ဒါပေမဲ့ကိစ္စမရှိပါဘူးစာအုပ်သုံးအုပ်လုံးကိုယူလာခဲ့လို့သူမကခိုင်းပါတယ်ကျွန်တော်လည်းစာအုပ်တွေကိုယူပြီးသူမရှိမှချလိုက်ပါတယ်အလဲကစားအုပ်ကကျင့်စဉ်စာအုပ်ပဲပုံတွေပါတယ်လို့စာတွေကိုလည်းငါရှင်းပြပေးမယ်မင်းငါပြောတယ်လို့ပုံတွေကိုကြည့်ပြီးကျင့်ရုံပဲတဲ့ကျွန်တော်လည်းဘာမှနားမလည်ပေမဲ့သူမပြောတဲ့အတိုင်းတင်ပြခွေထိုင်ပြီးကျင့်စဉ်ကိုစတင်ပါတယ်ခန္ဓာကိုယ်ရဲ့ကအကြောတွေနဲ့သွေးကြောတွေကိုခွဲခြားသိမြင်ဖို့တင်ရက်တော်ကြာအချိန်ယူလိုက်ရပါတယ်ခက်ခဲတဲ့ကျင့်စဉ်တွေကြောင့်ကျွန်တော်တော်တော်လေးကိုအခက်တွေ့နေခဲ့ပါတယ်ဒီလိုနဲ့နောက်ထပ်9ရက်ကြာသွားပါတယ်ဆေးလုံးတစ်လုံးထပ်စားပြီးနောက်မှာတော့ဘန်းနဲ့သမီးကဘယ်လိုလဲဘိုက်ထဲမှာလေးစီးကြောင်းတစ်ခုခုကိုခံစားရပြီလားလို့မေးပါတယ်မခံစားရသေးဘူးဗျပန်းနဲ့သမီးကျွန်တော်ကအရမ်းများညံ့နေလို့လားမသိဘူးလို့ကျွန်တော်ရှက်ရှက်နဲ့ပြန်ပြောလိုက်ပါတယ်ပန်းနဲ့သမီးကတက်ပြင်းချလိုက်ပြီးမင်းမဆေးလုံးဘယ်နှစ်လုံးကြံသေးလဲလို့မေးပါတယ်6လုံးကြံပါသေးတယ်လို့ကျွန်တော်ဖြေတော့6လုံးအခုစားထားတာနဲ့ဆိုရင်ဒီမှာမင်းနေနိုင်တာရက်90လောက်ပဲကျန်တော့တယ်မင်းရဲ့ပါရမီနဲ့ဆိုရင်2လခွဲအတွင်းအဆင့်တစ်ခုရောက်ဖို့ဆိုတာမလွယ်ဘူးလို့သူမကစိတ်မရှိတယ်လို့ပြောလာပါတယ်ကျွန်တော်ရဲ့ညံပြင်းတဲ့ပါရမီကြောင့်သူမစိတ်ပြက်နေတာကျွန်တော်သိပါတယ်ကျွန်တော်ဘာမှပြန်မပြောဘဲကိုယ်ကံကြမ္မာကိုလက်ခံလိုက်တယ်လို့မျိုးဖြစ်နေရင်မဲ့စိတ်ထဲမှာတော့မတရားတဲ့ကံကြမ္မာကိုတိုက်ထုတ်ချင်တဲ့ဇွဲတွေတဖွာဖွာပေါ်ပေါက်လာပါတယ်ခဏအကြာမှာတော့ပန်းနဲ့သမီးကငါရဲ့အပေါ်ဆုံးကအတီးကိုခူးစားလိုက်ပါတလုံးပဲတော့နှလုံးစားရင်မင်းခန္ဓာကိုပောက်ကွဲပြီးတေသွားလိမ့်မယ်လို့တတိပေးပါတယ်သူမရဲ့အတန်မှာနှမျောတတ်ဖြစ်မှုတွေပါဝင်နေမဲ့ကျွန်တော်ကတော့သူမစကားကိုယုံကြည်ပြီးအတီးကိုခူးစားလိုက်ပါတယ်အရသာကတော့မစိုးပါဘူးဒါပေမဲ့ခဏနေတော့တကိုယ်လုံးကိုအသားကုန်နာကျင်မှုတွေကစတင်လွှမ်းမိုးလာပါတယ်ကျွန်တော်အဟစ်ပြီးကျမ်းပြင်ပေါ်မှာလူးလိမ့်နေမိတယ်ခန္ဓာကိုယ်ထဲကအကြောတွေအကုန်လုံးပေါက်ထွက်တော့မလို့ခံစားရပါတယ်မျက်လုံးတွေပြာဝေလာပြီးတတိလည်းမလို့ဖြစ်နေပေမဲ့သွားကိုကြိတ်ပြီးအန်တုခဲ့ပါတယ်တနာရီလောက်ကြာတော့မှနာကျင်မှုတွေကတဖြည်းဖြည်းလျော့ပါသွားပြီးတကိုယ်လုံးနှွေးထွေးလန်းဆန်းလာပါတယ်ကျွန်တော်အရေးပြားပေါ်မှာတော့အမေရောင်အညစ်အကြေးတွေဖုံးလွှမ်းနေပါတယ်ကောင်းလေးဟိုဘက်ကမြေအောင်မြင့်မှာသွားစေးလိုက်ဦးလို့သူမကပြောပါတယ်ရေချိုးပြီးပြန်လာတော့ကျွန်တော်စိတ်တွေကြည်လင်နေပြီးဒဏ်ရာတွေလည်းလုံးဝပျောက်ကင်းသွားပါတယ်ပန်းနဲ့သမီးကိုကျေးဇူးတင်တဲ့စိတ်နဲ့ကျွန်တော်ပြန်ရောက်လာတော့ဆက်ပြီးကျင့်ကြံမှာအခုဆိုရင်အရင်ကထက်အများကြီးပိုလွယ်ကူသွားလိမ့်မယ်လို့သူမကယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်တကယ်လဲသူမပြောသလိုပါပဲနောက်ထပ်2လအကြာမှာတော့ကျွန်တော်စီယွမ်ကျင့်စဉ်ရဲ့ပထမအဆင့်ကိုအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပါတယ်ဝမ်းသာအားရနဲ့သတင်းသွားပြောဖို့လုပ်တော့မှာပဲဆေးဥယျာဉ်ထဲကနေအစိမ်းရောင်အလင်းလုံးတစ်ခုထွက်လာပြီးကျွန်တော်ရဲ့မျက်ခုံးလယ်ထဲကိုတိုးဝင်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်အံ့စရာကောင်းတဲ့အိမ်မက်တစ်ခုကိုစတင်မြင်မှတ်ပါတော့တယ်